ရွာတဲ့အသင်းနဲ့လပါဘူးတင်းတို့ရဲ့ပရီးမီးယားလိပွဲစဉ်ရှစ်ရှင်ပြိုင်ကစားမှုများရွာတဲ့အသင်းနဲ့ဒီနေ့ပွဲစဉ်မှာပေါ်ထွက်လာခဲ့တဲ့ကိုသမားလက်မန်းတော့သူ့ရဲ့ရွာတဲ့အသင်းကစားသမားဘဝဒုတိယမြောက်ပွဲစဉ်ကိုတော့လပါဘူးတင်းနဲ့ရှင်ပြိုင်ကစားနေရတာမြက်ကစားနေရပဲဖြစ်တယ်မြဦးစင်အမတ်ပြန်လည်ပြီးတော့တိုက်စစ်ကိုစတင်လာခဲ့ပြီမြအမတ်ဘို့ထိုးပေးတာမြအမတ်ဘို့လက်ခံပြီဒီချိန်မှာတော့ United အသင်းပရဂသားချင်း1မိနစ်မှာပဲဥဆောင်ကိုရရှိသွားခဲ့ပြီမြတိုင်းတို့ရေတော့လိုက်တော့တိုင်းတို့ရေ share ပဲတိုင်းတို့ရေအမတ်မို့ကတော့ဒီနေ့မှ United အသင်းကိုရောက်ရှိလာတဲ့ကစားသမားတစ်ယောက်ဖြစ်ပေမဲ့လည်း United အသင်းရဲ့တိုက်စစ်ကိုတော့အကောင်းအမွန်ဆုံးစမ်းဆောင်ရည်တွေနဲ့ပြတ်သားပြီးကစားပေးနေတဲ့ကစားသမားတစ်ယောက်ပဲဖြစ်တယ်မြဒီချိန်မှာဘနူဖာနန်ဒက်အမတ်ကိုနှောက်ပြီးတော့အမတ်လိုက်တင်ပဲအမတ်မွေးပြေးလန်းတွေကိုထည့်ပေးခဲ့တာမြအမတ်မိုးအကောင်းမွန်ဆုံးပဲကိုသမားကိုပိတ်သွင်းယူသွားခဲ့တာမြဒါကြောင့်မလို့လပါဘူးသင်းအနေနဲ့အမတ်မိုးရဲ့ကန်ချက်ကိုခွင့်ပြုခဲ့ရပြီးတဲ့နောက်ပိုင်းမှာတော့ရတဲ့အသင်းကဥဆောင်ကိုတကူရရှိသွားခဲ့တာမြလပါဘူးသင်းရဲ့အားနည်းနေတဲ့ကိုသမားနေရာကိုတော့အမတ်မိုးအကောင်းမွန်ဆုံးပဲအသုံးချပြီးတော့ရတဲ့အသင်းတွေဥဆောင်ကိုတကူတော့သွင်းယူသွားခဲ့ပြီမြဒီချိန်မှာတော့ကျွန်တော်တို့ United အသင်းပိတ်သက်တွေနဲ့အတူပျော်ရွှင်နေမှာတော့အာဆင်နယ်အသင်းရဲ့ပိတ်သက်တွေပဲဖြစ်တယ်ဗျာဆိုရင်ကပ်ပိုပြန်လည်ပြီးတော့ဘောလုံးရရှိလာခဲ့တယ်မှကပ်ပိုကိုရီးယားလေးကိုမြောက်ထိုးပေးတာမြဒါပေမဲ့လည်းမကွာရပဲအကောင်းမဆုံးရှင်းထုတ်ထားခဲ့တာမြဆိုရင်ကပ်ထပ်မပြီးတော့ကိုရီးယားလေးကိုကန်နေပေးထားခဲ့တာမြဆာလက်ဘောလုံးထိန်းထားတယ်ဒီမှာတော့ဖာနန်ဒက်ပဲဘောလုံးပြတ်ပြတ်သားရှင်းထုတ်ထားခဲ့တာမြရတဲ့အသင်းအနေနဲ့လပါဘူးသင်းရဲ့အိမ်ကွင်းအန်ဖီမှာနောက်ဆုံး၅ပွဲဆက်ရှင်မြန်ကစားမှုကတော့လပါဘူးသင်းက2ပွဲနိုင်ရရှိပြီးတရေကတော့3ပွဲကျခဲ့တာမြ United အသင်းအနေနဲ့နိုင်ပွဲကတော့ရရှိမှုမရှိသေးတာပဲဖြစ်တယ်မြနောက်ဆုံး5ပွဲဆက်လပါဘူးသင်းကပဲရလက်ကောင်းတွေကိုပိုင်ဆိုင်ပြီး United အသင်းကိုတော့ရှင်မြန်ကစားနေခဲ့တာမြနောက်ဆုံး5ပွဲမှာလပါဘူးသင်းနိုင်ရရှိခဲ့တဲ့2ပွဲကတော့United အသင်းကို9ဂိုးမရှိဆိုတဲ့ရလဒ်နဲ့နိုင်ရရှိခဲ့တဲ့ပွဲစဉ်တစ်ပွဲပါဝင်ပြီး4ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ပြတ်ပြတ်သားသားနိုင်ရရှိခဲ့တာများတေချခဲ့တဲ့3ပွဲမှာတော့ပြန်လည်သွင်းဂိုးတွေနဲ့မြန်မာစံတိုင်းကျွန်တော်တို့တွေ့မြင်ခဲ့ရပြီး2ဂိုးတေချခဲ့တဲ့နောက်ဆုံးပွဲစဉ်တစ်ပွဲရှိခဲ့တာများUnited အသင်းအနေနဲ့ဒီဘာဦးသင်းရဲ့အင်ကွင်းအန်ဖီမှာလာရောက်ပြီးတော့ရှမန်ကစားရတဲ့ပွဲစဉ်တွေမှာတော့တွင်းကိုရရှိမှုကတော့တော်တော်လေးကိုနှဲပါခဲ့တာများနောက်ဆုံး5ပွဲဆက်မှာတော့တွင်းကိုရရှိမှု2ဂိုးပဲရရှိခဲ့ပြီးတော့ပေးကိုနေနေရတော့73ဂိုးထိပေးထားခဲ့ရတာများဒါကြောင့်မလို့ရတဲ့အသင်းဒီပွဲစဉ်မှာပွဲစား1မိနစ်မှာရရှိခဲ့တဲ့တွင်းကိုတို့ကတော့ရတဲ့အသင်းရဲ့ကစားသမားတွေအတွက်စိတ်ခွန်အားတွေဖြစ်သွားစေမဲ့တွင်းကိုတို့ဖြစ်နေခဲ့ပြီလို့ပဲကျွန်တော်တို့တတ်မှတ်မဲ့နေထားမှာရှိနေရများဘာဖြစ်အဖီကွင်းမှာလာရောက်ပြီးတော့ရှမန်ကစားရဲ့ပွဲစဉ်တိုင်းလို့ညနေအတင်းတွေချောမင်းမှုတော့ရှိမနေခဲ့တာဗျာဒီလိုချောမင်းမှုမရှိပြီးခက်ခဲကြမ်းတဲ့ပွဲစဉ်တွေမှာညနေအတင်းဘယ်လောက်ထိများကြမ်းကြမ်းခံပြီးတော့ရှမန်ကစားသွားမလဲဆိုတာတော့လက်ကျန်ပွဲစားချိန်တော်တော်များများတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်ဗျာဒီမှာအမတ်ဘောလုံးထိန်းသိမ်းမှုကတော့လိုချက်ရှိပြီးဘာဦးသင်းလက်ပစ်ဘောမြောက်ခွင့်ရမယ်ဗျာဆာလက်ကိုရီးယားတွေကိုကန်နေပေးရတယ်ကောက်တိုက်ပြီဒီချိန်မှာတော့လပါဦးသင်းရဲ့အသင်းကောင်းဆောင်ကစားသမားတစ်ယောက်ဖြစ်တဲ့ဗန်ဒိုက်ခေါင်းတက်ပြီးတော့အဆုံးသတ်ပြီးလပါဦးသင်းတို့ချီပါကိုတကူရရှိအောင်လို့တော့ဆောင်းဆောင်ခဲ့တာမြဒါပေမဲ့လည်းသူရဲ့ခေါင်းတိုက်ချက်ကတော့တီးစားပဲဂိုးနဲ့လွှဲချော်သွားခဲ့တာမြဆာလက်ရဲ့ကိုရီးယားတွေကိုကန်နေပေးမှုကတိကျပြီးကောင်းမွန်ခဲ့ပေမဲ့လည်းဗန်ဒိုက်အဆုံးသတ်ကတော့နိုင်ငယ်လိုအပ်ချက်ရှိသွားခဲ့တာမြစူပိုဆိုင်ဒီချိန်မှာတော့လပါဘူးသင်းတမန်တိုက်စစ်ကိုစတင်လာခဲ့ပြီမြကိုဒီကပိုရောက်သွားပြီကိုဒီကပိုလက်ကန်နေဒီချိန်မှာတော့လပါဘူးသင်းရဲ့တိုက်စစ်ကစားသမားကိုဒီကပိုအကောင်းမွန်ဆုံးခွင့်ရတစ်ရက်ကိုရရှိခဲ့တာမြသူရဲ့ကန်သွင်းချက်ကောင်းမွန်ခဲ့ပေမဲ့လည်းဂိုးရန်ထီပြီးတော့ထွက်ခဲ့တဲ့အတွက်ကြောင့်လပါဘူးသင်းချီပါကိုတကူရရှိမဲ့ခွင့်ရထပ်မံပြီးတော့ဆုံးရှုံးသွားခဲ့ပြန်ပြီမြအာမန်နေနဲ့ဆာလက်ရဲ့
ဖန်တီးပေးမှုကိုဟန်တာဖို့ကြိုးစားပေးမယ်လေဘောလုံးကိုရယူခဲ့ခြင်းမရှိတဲ့အတွက်ကြောင့်လီဗာပူးအသင်းကိုဘောက်ကန်သွင်းခြင်းတစ်ချိန်ရရှိခဲ့တာဗျာဒီချိန်မှာကိုရီကဘိုးရဲ့ကန်သွင်းချက်ကိုသမားရဲ့ဘယ်ဘက်တောင်လေးကိုကြားဖို့အတွက်ရှိခဲ့ပေမဲ့လည်းကိုယ်တိုင်ထီးပြီးတော့ပဲထွက်သွားခဲ့တာဗျာကိုရီကဘိုးကိုရီးယားလေးကိုဆွဲတက်လာဖို့အတွက်ကြိုးစားနေခဲ့တာဗျာကဘိုးပဲကိုလင်ယာကိုနာတီနဲ့ပြန်တွဲတာဗျာကိုနာတီဆိုဘဆိုင်ပေးတာဗျာဆိုဘဆိုင်ကိုရီးယားလေးကိုကန်နေပေးတာဗျာဒါပေမဲ့လည်းဒီချိန်သူ့ရဲ့ကန်နေပေးမှုကတော့တီးတီးတသားပဲအားပါနေပြီးတော့ရတဲ့တင်လက်ပစ်ပေါ်ပဲဖြစ်သွားခဲ့တာဗျာဒီကိုဒါတော့ကိုလင်မှာပဲဖာနန်နဲ့ပြန်ပြီးတော့တွဲတာဗျာမာတီယာကူညာညာချမ်းအာမတ်စီကိုလှလှပပပဲပေးပို့ခဲ့တာဗျာအာမတ်ကိုရီးယားကမှဆွတ်တက်လာဗျာအာမတ်ပဲဖာနန်ဒက်ဒီချိန်မှာအာမတ်ရဲ့ကိုရီးယားလေးကိုမြောက်ထုတ်ပေးပြီးဖာနန်ဒက်အသင့်ပိတ်သိမ်းယူခဲ့တာဗျာဒါပေမဲ့ဖာနန်ဒက်ကသွင်းကြကတော့ဂိုးပေါက်နဲ့အနေငယ်လွှဲချော်သွားခဲ့တဲ့အတွက်ကြောင့် United အသင်းဒုတိယမြောက်ဥဆောင်ကိုရရှိမဲ့အခွင့်အရေးတရက်လက်လွတ်ခဲ့ရတာဗျာဖာနန်ဒက်ရဲ့ကန်ချက်တကယ်ကောင်းမွန်ခဲ့တာဗျာနည်းနည်းလေးကွာအမမိုးနဲ့ပြန်ပြီးတော့တွဲတာမြတ်အမမိုးညာချမ်းနေပဲဘောလုံးကိုပြန်လှည့်ပြီးတော့ရယူလာခဲ့တာမြတ်မာတီယာကူညာကိုရီးယားလေးကိုခက်ချိုးပေးတာလေဒီချိန်မှာမစ္စမောက်ပိတ်သွင်းယူဖို့အတွက်အခွင့်အရေးတစ်ချိန်ရရှိခဲ့တာမြတ်မာတီယာကူညာရဲ့ကိုရီးယားလေးကိုဖျက်ချေဝဲမှုကိုကိုသမားမမဒါရှာဖလီဖမ်းရမှာတော့လိုချက်ရှိပြီးမစ္စမောက်ပိတ်သွင်းမှုအခွင့်အရေးရရှိခဲ့တာမြတ်ဒါပေမဲ့လည်းသူအနေနဲ့ဂိုးပြတော့ပြောင်းလဲနိုင်ခြင်းတော့မရှိခဲ့တာပဲဖြစ်တယ်ဗျာ။အိုးလက်ကန်ရတယ်ဒီချိန်မှာလေအမတ်လက်ပိတ်ပဲမီ။အော်ဒါကြီးဘာဦးစင်းရဲ့နောက်တန်းကစားသမားတွေအနေနဲ့ရွေးတဲ့အသင်းရဲ့ဂိုးပေါက်ကန်သွင်းမှုတွေကိုတော့ချိန်ချိန်ခွင့်ပြုနေခဲ့တာဗျာ။ကျွန်တော်တို့ဘာတွေဖြစ်လို့ဖြစ်မှန်းမသိတဲ့ဒေတာတယောက်ကိုရောက်ရှိပြီးတွင်းကိုတွေရရှိဖို့အတွက် United အသင်းကိုလပါဦးသင်းရဲ့ဂိုးဘောက်ကိုတော့ကန်သွင်းမှုတွေရရှိနေခဲ့တာဗျာဒါပေမဲ့လည်းကိုသမားမမဒါရှာဖလီပဲအကောင်းမွန်ဆုံးလက်စွမ်းတစ်ခုနဲ့ဖမ်းယူပြီး United အသင်းအတွက်ဒုတိယမြောက်ဦးဆောင်ကိုရရှိမဲ့ခွင့်ရတရက်ကိုတော့ကာကွယ်သွားခဲ့တာဗျာမီဆာမောရဲ့ကန်သွင်းချက်ကောင်းမွန်ခဲ့ပေမဲ့လည်းကိုသမားမမဒါရှာဖလီရဲ့ကန်သွင်းလက်စွမ်းပုံမပြီးတော့ကောင်းမွန်နေခဲ့တာဗျာဆိုရင်လပါဦးသင်းလက်ပစ်ဘောမြောက်ခွင့်ရရှိမှာပဲဖြစ်တယ်ဗျာကာကတ်စ်နေနဲ့ကိုသမားမမဒါရှက်ဖလီနဲ့ပြန်ပြီးတော့တွဲဖို့အတွက်ကြိုးစားတဲ့အနေထားတစ်ရက်မှာအမဘိုအကောင်းမွန်သောခွင့်ရတစ်ရက်ကိုရရှိခဲ့ပေမဲ့လည်းကိုသမားမမဒါရှက်ဖလီကပဲအကောင်းမွန်သောဖမ်းယူသွားခဲ့တာများပြန်ချန်ကျလာတဲ့အလုံးကိုမစ္စမောက်လှလှပပပိတ်ကလေးယူဖို့ကြိုးစားခဲ့ပေမဲ့လည်းဒီချိန်မှာလည်းထပ်မံပြီးတော့မမဒါရှက်ဖလီကပဲဖမ်းယူသွားခဲ့တာများကျွန်တော်တဲ့လပါဦးသင်းတို့ရဲ့ပွဲကစားခြင်းရတော့မိနစ်30ကိုရောက်ရှိလာခဲ့ပြီများဒီမှာလပါဦးသင်းအနေနဲ့ United အသင်းရဲ့တိုက်စစ်ကစားသမားတွေကိုဟန်တာပုံကတော့ထိရောက်မှုတော့မရှိသေးတာပဲဖြစ်တယ်များလပါဦးသင်းရဲ့ကစားနောက်တန်းကစားသမားတွေအနေနဲ့ United အသင်းရဲ့တိုက်စစ်ကစားသမားတွေကိုအကောင်းမွန်ဆုံးထိန်းချုပ်ဖို့ကြိုးစားခဲ့ပေမဲ့လည်း United အသင်းရဲ့ကစားသမားတွေအနေနဲ့ဒီနေ့ပွဲစဉ်မှာတော့တီးတီးသာပဲပုံမကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေတော့ပြသနေကြတာများဒါကြောင့်မလို့ဒီပါဘူးသင်းအနေနဲ့သူတို့သင်းတိုက်စစ်စမှုစူးစမ်းနေတဲ့အနေထားမှာပြန်လည်ပြီးတော့ United သင်းရဲ့တင်မဲ့တိုက်စစ်တွေကိုတော့တတိကြီးထားပြီးတော့ရှင်မန်စားနေရတာဖြစ်တယ်များညာချမ်းမှာပုတ်ထက်လာခဲ့တဲ့ကစားသမားနှစ်ယောက်ဖြစ်တဲ့အာမန်ဒီယာလိုနဲ့အမန်မိုးတော့ဒီနေ့ပွဲစဉ်မှာဒီပါဘူးသင်းရဲ့ခံစစ်ကိုတော့တိတိတသားပဲဒုက္ခပေးထားနိုင်ခဲ့တာများသူတို့နှစ်ယောက်ရဲ့တွဲဖက်တစ်ခုကနေတဆင့် United အသင်းဥဆောင်ကိုတကူရရှိပြီးနောက်ပိုင်းမှာသူတို့နှစ်ယောက်ရဲ့တွဲဖက်ကနေပဲထပ်မံပြီးတော့တွင်းကိုတွေရရှိဖို့အတွက်ခွင့်ရည်တွေရရှိထားခဲ့တာများတင်လာခဲ့မြဦးစင်ကိုတီကဘိုဘယ်ချမ်းမှာပဲကဘိုကိုရီးယားလေးကိုကန်နေပေးထားခဲ့တာများဒီမှာဘရူနိုဖာနန်ဒက်ကဘိုတော့အကောင်းမွန်ဆုံးပဲဟန်တာပြီးဘောလုံးရှင်းထုတ်ခဲ့တာများဆလက်ကောင်းတိုက်ထားတယ်ဒီချိန်မှာတော့ကိုရီကဘိုရဲ့ကိုရီးယားလေးကိုကန်နေပေးမှုကိုတိုက်စစ်ကစားသမားလီဗာပူးသင်းရဲ့တိုက်စစ်ကစားသမားဆလက်
ခေါင်းနဲ့ပြီးတော့အဆုံးသက်ခဲ့တာများဒီချိန်သူ့ရဲ့အဆုံးသက်ကိုတော့ရန်တဲ့တင်ရဲ့ကိုသမားလက်မန်းပဲကောက်ွယ်သွားခဲ့တာများအိုးဒီပါဘူးတင်အဆက်လက်ကန်လာတယ်ဒီချိန်မှာတော့ရန်တဲ့တင်ရဲ့ကိုသမားလက်မန်းကောင်းမွန်သောလက်ဆွမ်းတရက်နဲ့အတူလီဗာပူးတင်ရဲ့တိုက်စစ်ကစားသမားအိုက်ဆက်ရဲ့ကန်သွင်းချက်ကိုတော့ကောက်ွယ်သွားခဲ့တာများတိုက်ကောင်းလိုက်တော့ကွာဂိုးဝိုင်းချင်တာရအောင်ရေးတော်သေးတာပေါ့ Oh my god အိုးတော်သေးတာပေါ့ကွာရတဲ့တင်တွေဒုတိယမြောက်ပွဲထွက်ခွင့်ရရှိခဲ့တဲ့ကိုသမားလက်မန်းကတော့ဒီနေ့ပွဲစဉ်မှာလည်းလီဗာပူးတင်ရဲ့တိုက်စစ်ကိုတော့ဒီချိန်အကောင်းမွန်သောလက်ဆွမ်းတစ်ခုနဲ့ထပ်မံပြီးတော့ကာဝယ်သွားခဲ့ပြန်ပြီများရခင်ပွဲစဉ်ဆန်နာလန်တင်တဲ့ပွဲစဉ်မှာကလင်ရှိယူနိုက်တက်အသင်းတွေယူပေးခဲ့တဲ့ကိုသမားလက်မန်ဒီပွဲစဉ်မှာလည်းပုံမကောင်းမွန်တဲ့လက်ဆွမ်းတွေတော့ပြသဖို့အတွက်ကြိုးစားနေကြတယ်များဆာလက်ကိုရီးယားဒီနေ့ပွဲစဉ်တွေပထမဦးဆုံးသောတောက်ကမော်ဒီချိန်ကိုတော့လီဗာပူးတင်ပွဲကစားချိန်မိနစ်38မိနစ်မှာတော့ကန်ခွင့်ရရှိပြီများပထမဆုံးချိန်ရရှိခဲ့တဲ့တောက်ကမော်ကနေတဆင့်လီဗာပူးတင်ချစ်ပါကိုတကိုရှောက်ပေးသွားနိုင်မလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်များစူပါစလိုင်းကိုရီးယားတွေကိုကန်နေပေးထားခဲ့တယ်များဒါပေမဲ့လည်းကစမဲလိုပဲဘောလုံးခေါင်းနဲ့ပြီးတော့ရှင်းထုတ်ခဲ့တာများလီဗာပူးတင်နေနဲ့ရန်တဲ့အသင်းကိုတော့သူတို့အသင်းရဲ့အိမ်ကွင်းမှာနောက်ဆုံး3ပွဲဆက်အတိုင်းရှုံးပွဲမရှိထားခဲ့တာများအိုးဒီချိန်ကိုရီကပိုနေနဲ့ဘောလုံးရှင်းထုတ်ဖို့ကြိုးစားတဲ့အနေထားမှာကိုပြန်ပြီးတော့တွင်းယူသွားနိုင်မယ့်အနေထားတည်းရောက်ရှိသွားခဲ့တာဗျာကန်တီဘီလိုပဲလီဗာပူးတင်ဒုတိယမြောက်ဥဆောင်ကိုပေးရမယ့်အခွင့်အရေးလွှဲချော်ခဲ့တာဗျာအိုးနည်းနည်းလေးကွာရန်တဲ့တင်ရဲ့နီးပြမော်ရင်နဲ့ဒီပွဲစဉ်မှာသာလီဗာပူးတင်ကိုနိုင်ရရှိအောင်လို့ဆွမ်းဆောင်သွားနိုင်ခဲ့မယ်ဆိုရင်တော့ရန်တဲ့အသင်းအတွက်ပရီးမီးယားလိနိုင်ပွဲနှစ်ပွဲဆက်တဲ့စံချိန်တစ်ခုကိုတော့ရောက်ယူသွားနိုင်မှာဖြစ်တယ်များရန်တဲ့အသင်းနဲ့နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာတော့နိုင်ပွဲ၃ပွဲရှုံးပွဲ၂ပွဲကြုံတွေ့ထားခဲ့ရတာများနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆန်နာလန်အသင်းကို2ဂိုးပြီးဆိုတဲ့ရလန်းနဲ့အနိုင်ရရှိခဲ့ပြီးတော့ရန်တဲ့အသင်းနဲ့နိုင်ပွဲတစ်ပွဲရှာဖွေထားနိုင်ခဲ့တာများတစ်ဖက်မှာတော့လီဗာပူးအသင်းနဲ့နောက်ဆုံး၅ပွဲရှင်မန်ကစားမှုမှာ2ပွဲနိုင်3ပွဲရှုံးဆိုတဲ့ရလန်းတစ်ခုကိုတော့ကြုံတွေ့ထားခဲ့ရတာများလီဗာပူးအသင်းရဲ့ရှုံးပွဲ3ပွဲကတော့စက်တိုက်ဆိုလိုကြုံတွေ့ထားခဲ့ရတာဖြစ်ပြီးနောက်ဆုံးပွဲစဉ်မှာတော့ရှက်စီးအသင်းကို2ဂိုးပြီးဆိုတဲ့ရလန်းနဲ့ရေးနှိမ့်ခဲ့တာများရန်တဲ့အသင်းနဲ့လီဗာပူးအသင်းတို့ရဲ့ပထမပိုင်းပွဲစားချိန်တွေကတော့ပြီးဆုံးသွားခဲ့ပြီများယူကလိုပွဲစားချိန်ပြီးဆုံးတဲ့အချိန်တွေမှာတော့ရန်တဲ့အသင်းကအမမိုးရဲ့တွင်းကိုတကိုးနဲ့တူလီဗာပူးအသင်းကိုဥဆောင်ထားပါကြောင်းစီရင်တင်ဆက်ရင်းနဲ့ပဲဒုတိယပိုင်းပွဲစားချိန်တွေမစတင်မီမှာကျွန်တော်တို့ရဲ့အစီအစဉ်တင်ဆက်နေမှုကိုခက်ခဏရနာဝင်မှုပါများ